အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် Black Magic ကင်မရာအကြောင်းလေးနည်းနည်းပြောပြမယ်ပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ Android မှာသုံးလို့မရဘူးလို့နာမည်ကြီးနေတဲ့ Black Magic ကင်မရာပေါ့နော်ဒါပေမဲ့ iOS မှာတော့ဒီကောင်ဆရာကြီးပေါ့နော်ဆရာကြီးလိုမျိုးသုံးလို့ရတယ်ဆရာကြသုံးလို့ရတဲ့အကောင်ပေါ့ဒါပေမဲ့ Android သမားတွေသုံးလို့မရဘူးဆိုပြီးတော့နာမည်ကြီးနေတယ်အဲ့တော့ကျွန်တော်စမ်းကြည့်တဲ့လောက်ကတော့ကျွန်တော်ဒီ App Down website ကနေပြီးတော့ဒီ Black Magic ကင်မရာကိုကျွန်တော် download ဆွဲလိုက်ပါတယ်ဆွဲပြီးတော့ကျွန်တော်ဖွင့်ကြည့်တဲ့အနေအထားမှာဒီလိုမျိုးပေါ့နော်ဒါကျွန်တော် left file ထည့်ထားလို့ left file all လိုက်နေမှာဆိုရင် okay သုံးလို့ရတယ်ဒီကင်မရာကတော့ပုံမှန်အတိုင်းပေါ့နော်ကျွန်တော် setting တွေပါတယ်ချိန်သုံးမဲ့ဆိုရင်တော့သုံးလို့ရတဲ့အနေအထားပေါ့ဗျအဲ့လိုမျိုးရိုက်လိုက်မယ်ရိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ခဏပိတ်မယ်ပိတ်ပြီးရင်ကျွန်တော်တို့ဒီ media တွေကိုသွားကြည့်မယ်ဆိုရင်ကျွန်တော်ကရိုက်လိုက်တယ်ရိုက်လိုက်မယ်ရပါတယ်ကို setting ချိန်သုံးတဲ့ဆိုရင်တော့ဒီ Android မှာကောင်းကောင်းကြီးသုံးလို့ရမယ်ပေါ့နော်ဒါအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့preset တွေ left file တွေမှာထည့်သုံးမယ်ဆိုရင်ကျွန်တော် left file တွေထည့်ထားတယ်ကျွန်တော် left file ထားသေးဘူးเนาะဖွင့်လိုက်ပြီဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့ဒီကောင်ကအလုံးမလုံးပါဘူးဒီလို screen memory ပဲဖြစ်နေတယ်ပေါ့နော်တကယ်လို့left file ကိုကျွန်တော်ပြန် off လိုက်မယ်ဆိုရင်ကင်မရာပြန်ပွင့်ပါတယ်ဟုတ်ကဲ့ဒီ error တော့ရှိပါတယ်အဲ့တော့Black Magic ကင်မရာကို Android မှာသုံးလို့ရပါတယ် left file တော့သုံးလို့မရပါဘူးဒါလေးလာပြောပြတာပါကျေးဇူး